ပြောရမှာရှစ်ကျမကိုရှစ်တငယ်ကြီးရှိမှာဘယ်နဲ့နဲ့ရှင်းရိုက်ချင်လဲဘာလို့တော်တော်ပြောလာရှစ်တငယ်ကြီးရှိမှာကျမလက်နဲ့အားကိုလူအားကိုတဲ့ရှင်းကျမကိုရိုက်ချင်တယ်ပေါ့ဟုတ်လားလူခဏလေးမမအဲ့ဒီပြနေကြီးအဲ့ဒီနော်ဒီတမရှင်းကျမကိုရှစ်တငယ်ကြီးရှိမှာဒီလောက်ရိုက်မယ်နဲ့မယ်ပြောတာကျမတို့တင်နေကြတယ်တော့ဟုတ်လားကျမဒီလိုပုံရတင်တာမဟုတ်ဘူးလားအဲ့ဒါပဲရှိတယ်ကြာတော့မင်းမနေကိုအောင်တော့ရှင်ဘန်းငွေရှင်အခုတခါထုတ်တာနော်ရှေ့တော့ပေါ်ရောတော့တမရှာလို့ရှင်ဘန်းငွေလို့ရှင်စစ်တယ်မပြင်တာနော်အခုလည်းမရှိဘူးအဲ့လိုပြောလိုက်လို့ပြန်သွားတာတော့ကိုညတာပါစားပြီးမှပြန်မယ်အငါအောင်ကြောင်မရှိဘူးရှင်မကိုပြောနေရှင်ကလူအားကိုနဲ့ကျမကိုရှင်ကျမရှစ်ငွေရှင်မတော့ကြိုက်လို့ပြောဟဲ့လားမလုပ်ပါနဲ့စစ်တယ်ပါကြဟဲ့လားရှင်ဒီအောင်ဘာလဲရှင်ကျမလာပြီးရှင်ချိုင်းနေနဲ့မယ်လို့ပြောရှင်နဲ့ကျမတိုက်ခါတော့အိုက်ခါတော့လေပါလာတောင်းမှမှာတောင်းမှရှစ်သိသွားမယ်နော်တိလားရှင်းကျမကိုလေဘာလို့နိုင်ကြည့်မကြောက်စားနဲ့နော်နောက်ပြီးမှခုနကရှင်းချော်တဲ့ဝတ်တွေမပြီးသေးဘူးတွားချော်ယူသွားအခုရှင်းသွားမယ်အင်းကျန်ဖတ်မယ်ငါပြည့်ဆိုဒီနေ့ဒီလေးကြီးလေးနဲ့ပတ်တော့စားတယ်